အခုဆိုရင်တော့ရာဒါတယောက်သူ့မထက်အသက်50လောက်ကြီးတဲ့အရာရှိကြီးပေါ်စိတ်ကစားပြီးတန်ရောစင်တွေ့မိနေပါပြီတကယ်တော့ရာဒါဟာတနက်ပြစ်ပြိုင်ပွဲအတွက်အရာရှိကြီးနဲ့အတူဟိုက်ဒရာဘတ်မြို့ကြီးကိုရောက်လာခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်ဟာဟိုတယ်မှာအခန်းတစ်ခန်းနဲ့အတူတူတက်ခုနေကြတာပါတစ်ဖက်မှာလည်း rush တယောက်စပွဲတွေကပြနေပေမဲ့စင်ပေါ်မှာစိတ်မပါနိုင်ရှာပါဘူးဘာဖြစ်လို့လဲဆိုတော့သူသွားလျာနေရာတိုင်းမှာရာဒါနဲ့အရာရှိကြီးတို့အတူတူရှိနေတာကိုပဲမြင်အောင်နေလို့ပါနောက်တော့အရာရှိကြီးကရာဒါရဲ့အာယုံစူးစိုက်မှုပိုကောင်းလာစေဖို့အတွက်စိတ်ပညာရှင်ဆရာဝန်မလေးတယောက်ကိုခေါ်လာခဲ့ပါတယ်ဒါပေမဲ့ရာဒါကအဲ့ဒီဆရာဝန်မလေးနဲ့အရာရှိကြီးတို့ရင်းရင်းနှီးနှီးစကားပြောနေတာကိုမြင်တဲ့အခါမှာတော့စိတ်ထဲမှာမနာလို့ဖြစ်ပြီးတဝင်းတူလာပါတော့တယ်ဒါကြောင့်သူမဟာတင်တန်းကိုလမ်းခုလက်မှာတင်ထားခဲ့ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်လာခဲ့ပါတယ်ဒီအခြေအနေကိုရိပ်မိသွားတဲ့အရာရှိကြီးကရာဒါကိုတိတိကျကျထိုင်ပြီးနားချပါတော့တယ်မင်းအသက်က25နှစ်ငါအသက်က50ကျော်နေပြီးငါတို့ကြားထဲမှာဆရာနဲ့တပည့်ဆက်ဆံရေးပဲရှိတာပါငါကမင်းရဲ့အရေးချင်းကိုလေးစားတာမင်းကဒါကိုအချစ်လို့အထင်လွဲနေတာပဲဒါတွေကိုခေါင်းထဲကထုတ်ပြီးပြန်ပွဲမှာပဲအာယုံဆိုင်ဆန်းမလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရာဒါကတော့အရာရှိကြီးရဲ့စကားကိုပြုံးပြုံးလေးပဲနားထောင်နေခဲ့ပါတယ်တစ်ဖက်မှာလည်း rush တယောက်စင်ပေါ်မှာအကောင်းဆုံးကပြဖြောပြနေရင်ပွဲကြီးပြိတ္တထဲမှာအရာရှိကြီးနဲ့အတူထိုင်ကြည့်နေတဲ့ရာဒါကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီလိုမြင်လိုက်ရတဲ့အချိန်မှာပဲ rush တယောက်စိတ်အာရုံတွေထွေပြားသွားခဲ့ရပြီးသူပြောရမယ့်ပြဆက်စကားပြောတွေကိုပါလုံးဝမေ့လျော့သွားခဲ့ရပါတော့တယ် rush ရဲ့အချစ်စစ်ကိုပြန်မြင်ပါဦးမလားသူတို့နှစ်ယောက်ရဲ့ဇလန်းလေးဘလို့အဆုံးသတ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီ